7 seater လည်းဖြစ်ကြမယ်တွင်းငန်းမှာဆိုလည်း round aircon ဖြစ်ကြမယ်ကားရဲ့ပပတ်လည်မှာလည်း slide door တွေပါရမယ်အပြင်မှာလူများများဆန်ပြီးတော့အထက်မှာ function စုံစုံနဲ့စီးလို့ရမယ်ကားရှိလို့လားရှိပါတယ်အဲ့ဒါလေးကတော့ကျွန်တော်တော်လာမင်းတရားမှာလက်ရှိ install ရရှိစီမဲ့ကားလေးဖြစ်တဲ့ Kira Carnival ကားလေးပဲဖြစ်ပါတယ်ခင်ဗျာဒီကောရဲ့ model က2016 model ဖြစ်ပြီးတော့ engine power ကလည်း 2.2 မှာ diesel ကားလေးဖြစ်သွားပါမယ်ပြီးတော့ gear မှာဆိုလည်း 6-speed automatic transmission ဖြစ်သွားပြီးတော့ horsepower အနေနဲ့ကတော့199 horsepower ဒီကိုရရှိတာကိုကျွန်တော်တွေ့ရပါတယ်ခင်ဗျာဒါဆိုဒီကားလေးအတွင်းကန်းကိုကျွန်တော်တို့လိုက်ကြည့်လိုက်ရအောင်ကဲကျွန်တော်အတွင်းကန်းကိုရောက်ရှိပြီဖြစ်ပါတယ်အတွင်းကန်းနဲ့ကြည့်ရတော်တော်ကျယ်ဝန်းအောင်ကျွန်တော်တွေ့ရတယ်ကျွန်တော်ရေလုံးဆက်လို့ကြည့်လိုက်ဆက်တန်လည်းလုံးဝကိုညှိပြီးတော့တော်တော်ညက်နေရအောင်တွေ့ရပါတယ်ပြီးတော့နောက်တစ်ခုကျွန်တော်ပထမဆုံးပြောချင်တာဒီထိုင်ကုန်ကနှစ်ဖက်ပေါ့နော်ရှေ့ကနှစ်ဖက်ကထိုင်ကုန်အပြီးရရှိပါတယ်ခင်ဗျာပြီးရင်ဒီဘက် driver ဘက်ချမ်းမှာဆိုရင်ကျွန်တော်ဒါ seat motor တွေ seat memory တွေရတော့ကျွန်တော်တွေ့ရတယ်ပြီး CRI မှာကျွန်တော်ကြည့်မယ်ဆိုရင်လည်းဒါ CRI ဘောလုံး control တွေပါတယ်အကုန်လုံးပါဝင်အောင်ကျွန်တော်တွေ့တယ်ပြီးရင်ဒီအောက်ဘက်မှာဆိုရင်ဒါဟိုပါပေါ့နော်ဒီ USB ပေါက်တွေပါဝင်မယ်ပြီးဒီလက်တင်တဲ့အပိုင်းမှာဆိုဒါ cargo space တော်တော်ကျယ်တာကိုကျွန်တော်တွေ့ရပါတယ်သူကcargo space မှာသူအတွင်း net ကြီးကိုသူ2ဆင့်ပေါ့နော်အဲ့ဒါပါတာကိုကျွန်တော်တွေ့ရပါတယ်ပြီးတော့ဒီအောက်မှာဆိုတော့ USB ပေါက်ထပ်ပါတာကိုကျွန်တော်တွေ့ရပါတယ်နောက်ပြီးကျွန်တော်တို့ဒီအပေါ်မှာဆိုတော့ဒါ sunroof ပါပါတယ်ခင်ဗျာ sunroof ကိုဒီမှာဖွင့်လို့ရပါတယ် sunroof ဆိုတော့တော်တော်ကောင်းပါတယ် okay ပြီးဒီအရှိကင်မရာမှာကြည့်မယ်ဆိုရင်ဒါ back camera ကိုမှသူတို့ 2D 3D ရတာကိုကျွန်တော်တွေ့ရပါတယ်ခင်ဗျာကဲကျွန်တော်အခုဆိုရင်တော့နောက်ဘက်ချမ်းကိုရောက်ပါပြီနောက်ဘက်ချမ်းမှာရောက်ပြီဆိုရင်လည်းဒါမိသားစုနဲ့ခီးသွားမဲ့သူတွေအတွက်တော်တော်လေးကိုအဆင်ပြေစေမဲ့ကားတစ်စီးဖြစ်တယ်ဘာလို့လဲဆိုတော့နောက်ဘက်ချမ်းမှာတော်တော်ကျယ်ဝန်းပြီးတော့နောက်ဒီဘက်ထိုင်ကုန်နေဆိုတော့ကျယ်ဝန်းတဲ့အပြင်မှာနောက်တဲ့ပစ္စည်းတင်လို့ရတဲ့နေရာမှာပို့ပြီးတော့ကာကွယ်စပီးကကျယ်တော့ကျွန်တော်တွေ့ရတယ်ပြီးတော့ဒီအောက်မှာ USB ပေါက်တွေပါမယ်ပြီးဒီမှာဆိုရင် charging ကောင်းတွေတွင်းလို့ရမယ့်ဟာတွေပါပါတယ်ခင်ဗျာဒါနောက်ဘက်ကျန်တော်တော်လေးကိုကျယ်ဝန်းပြီးတော့ round aircon ဖြစ်သွားမယ်ဒီနောက်နှစ်ခုံကားပေါ့နော်ဒီအလဲကားခုံကတကယ်လို့လူတွေပါရေပေါ့နော်မထိုင်ခြင်းဘူးဆိုရင်ကျွန်တော်ဒါရေဘူးတွေဒါအေးဘူးတွေထည့်လို့ရတယ်ဒီနောက်ဘက်ချမ်းမှာဆိုတော့ဒါ aircon မှာဒါဟိုပါပေါ့နော်အရှိရထက်ဒီနောက်မှာလည်းထပ်ပြီးတော့ control လို့ရတယ် cloud တွေပါဝင်တော့ကျွန်တော်တွေ့ရပါတယ်ခင်ဗျာနောက်ဘက်ချမ်းမှာဆိုလည်းဒါ sunroof နောက်တစ်ခုထပ်ပါတော့ကျွန်တော်တွေ့ရပါတယ်ခင်ဗျာနောက်ဘက်ချမ်းကိုကြည့်မယ်ဆိုရင်လည်းနောက်ဖုံးကကျွန်တော်ဒါမော်တာနဲ့ဖြစ်သွားတာကိုကျွန်တော်တွေ့ရပါတယ်ပြီးတော့ဒီခုံ3တန်းဖြစ်ပေမဲ့သူကဒီနောက်ဘက်ချမ်းမှာဒီပစ္စည်းတွေတင်တဲ့ကာကိုတွေ့ရတော့တော်တော်ကျယ်ဝန်းတာကိုကျွန်တော်တွေ့ရပါတယ်ခင်ဗျာအခုကျွန်တော်ပြသွားပေးတဲ့ကားလေးကတော့ Kira Carnival 2016 model လေးပဲဖြစ်ပါတယ်ခင်ဗျာဒီကားလေးကကျွန်တော်တို့ရဲ့တော်ဝင်လာမင်းတရားမှာရောက်ရှိနေပြီဖြစ်တဲ့အတွက်ကြောင့်လာရောက်ကြည့်ရှုနေဆိုရင်တော့ဖြင့်ကျွန်တော်တို့ရဲ့တော်ဝင်လာမင်းတရားလိပ်စာဖြစ်တဲ့အမှတ်290ဥိစာရလန်42ရောက်ွယ်မြောက်တကုံမြို့နယ်ရန်ကုန်မြို့ကိုလမ်းလာခဲ့ဖို့ကျွန်တော်ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ